လာပါရှင်ဘလက်ထော့မြန်မာကနေကြိုဆိုလိုက်ပါတယ်ကျမတို့ကောင်းကင်ကိုမို့ကြီးမိရခါဘာလို့အပြာရောင်ဖြစ်နေရလဲလို့တွေးမိလားဘာလို့တခြားအယောင်မဟုတ်ပဲအပြာရောင်ဖြစ်နေရလဲသူ့ဘာသူဖြစ်နေတာမဟုတ်ပါဘူးတကယ်တော့အဲ့လိုဖြစ်ရတဲ့အကြောင်းရင်းရှိပါတယ်ဒီနေ့မှာတော့ကောင်းပင်ကဘာလို့ပြာနေရတာလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ကျမတို့မြင်နေယူရတဲ့နေရဲ့အလင်းရောင်ဟာတာမန်ကြီးရင်အဖြူရောင်လို့ထင်နိုင်ပါတယ်တကယ်တော့နေအလင်းမှာအယောင်နေပေါင်းဆက်ပါဝင်နေပါတယ်အနီးလေမောအဝါအစိမ်းအပြာမဲနဲ့ခရမ်းဆွဲအယောင်တွေပါတက်တန့်လို့ပါပဲနေရောင်ကကဘာလေထူတဲ့ဝင်လာတဲ့အခါမှာလေမုန်လေကျူးတွေနဲ့တွေ့ပါတယ်အညာအဖြစ်နိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်နဲ့တွေ့ပါတယ်အဲ့ဒီမော်လီကျူးတွေကပဲနေရဲ့အလင်းရောင်ကိုပြန့်နှံ့စေပါတယ်ဒါဆိုရင်ဘာလို့အယောင်တွေအားလုံးကအတူတူမပြတ်နှံ့တာလဲလို့မေးစရာရှိလာပါတယ်အလင်းဟာလှိုင်းအနေနဲ့လည်းတည်ရှိပါတယ်အပြာရောင်ရဲ့လှိုင်းအလျားဟာအနီရောင်နဲ့တခြားအယောင်တွေထားတူပါတယ်ဒါကြောင့်မော်လီကျူးတွေနဲ့ပိုတိုက်မိပါတယ်အပြာရောင်ဟာပိုဖြတ်ချက်ခံရတာကြောင့်နေအချိန်မှာကောင်းကင်ကအပြာရောင်ထင်နေရတာဖြစ်ပါတယ်19ရာစုနှစ်မှာအဲ့ဒါကိုတွေ့ရှိခဲ့တဲ့ British တိုက်ပံပညာရှင် Rayleigh နာမည်ကိုအစွဲပြုပြီးဒီလိုအလင်းဖြန့်ချက်တာကို Rayleigh scattering လို့ခေါ်ပါတယ်ဆိုတော့ဒါပေမဲ့ကောင်းကင်ကအမြင့်မပြနေပါဘူးနေထွက်ချိန်နဲ့နေဝင်ချိန်မှာကြဘာလို့အနီရောင်နဲ့လေမောရောင်ဖြစ်သွားရတာလဲနေထွက်ချိန်နဲ့နေဝင်ချိန်မှာအလင်းရောင်ဟာတရိုက်မကျရောက်တော့ပါဘူးပုံမှန်ကြည့်လိုက်ရင်နေအလင်းရောင်ဟာတိမ်ဆောင်သွားလေအတော့အလင်းဟာပိုဝေးဝေးသွားရပါတယ်အဲ့အချိန်မှာအပြာနဲ့ခရမ်းတို့ဟာလှိုင်းတော်တာဖြစ်လို့အဲ့ဒီနေရာကိုမရောက်ခင်မှာပဲဖြန့်ကျခံလိုက်ရပါတယ်လိုင်းအလျားရှိရဲ့အနီနဲ့လိမ်မော်တို့ကသာဝေးဝေးရောက်နိုင်တဲ့အတွက်နေထွက်ချိန်နဲ့နေဝင်ချိန်မှာအနီနဲ့လိမ်မော်ကိုတွေ့ရတာဖြစ်ပါတယ်နောက်တစ်ခါကောင်းကင်ကိုကြည့်လိုက်ရင်ဘာလို့ပြနေလဲလို့သိသွားကြမယ်လို့ထင်ပါတယ်ကျမတို့ကဘာလေထူတဲ့ကလေမော်လီဂျူဒီရဲ့အကူအညီနဲ့ကျမတို့ကဘာကြီးကအရန်ကိုမှလှပနေပါတယ်ဒီဗီဒီယိုလေးကိုကြိတ်နေတဲ့တဲ့ဆို like and subscribe လေးလုပ်ခဲ့ကြအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်